အားလုံးမင်္ဂလာပါဗျာဒီနေ့ကစတင်မာလာ16ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေရကဒီနောင်ချုံနဲ့ကြောင်မဲကြားကဂုတ်ထွေး area ပါဒီနေရာကကျွန်တော်တို့ TNL ကနောင်ချုံကစောက်ခွာချိန်မှာကျွန်တော်တို့ဒီတရားကြီး20ကိုမိုင်းခွက်ဖျက်ဆီးလိုက်ရနေရပါဒီမှာကျွန်တော်တို့ဒီမိုင်းဆိုရင်ဒါကျွန်တော်တို့ဒါတကယ်ရန်အားပြင်းတဲ့မိုင်းနဲ့ကျွန်တော်တို့ဒါဖောက်ခွဲလိုက်တဲ့အနေထားပါဒါဒီမှာကျွန်တော်တို့မြင်ခွဲရတော်တော်လေးဒါကိုတခြားကြည့်မြင်နိုင်ပါတယ်ဒီနေရာမှာကျွန်တော်တို့တရား20ရှိပါတယ်အဲ့ဒီတရား20ကိုအကြမ်းမဲ့အုပ်စုတွေကနောင်ချုံကနေစောက်ခွာတဲ့အချိန်မှာကျွန်တော်တို့မိုင်းခွက်ဖျက်ဆီးလိုက်တာပါအဲ့ဒီနောက်ပိုင်းမှာတပ်မတော်ကဒီနောက်ချုံပြုတ်ကိုပြန်လဲထိချုပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီနေရာကိုရောက်ဖို့အတွက်ကျွန်တော်တို့တစ်ဖက်ကနေပြန်ပြီးတော့ကျွန်တော်ပြန်ပတ်တက်ပြီးတော့မှဒီနေရာကိုရှင်းလင်းခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့အပေါ်မှာဆိုရင်ကျွန်တော်တို့ဟွာရှိပါတယ်မှာ TNL ရဲ့လောက်ထားတဲ့ဘန်ကာတွေရှိပါတယ်ဟိုမှာကျွန်တော်လက်ညှိုးတက်တဲ့မှာဘန်ကာရှိပါတယ်အဲ့ဒါကတပ်မတော်စစ်ကြောင်းတွေကဒီကြောင်မဲဒီကြောင်မဲတဲ့နောက်ချုံရဲ့ဒီဂုံထွေး area တွေကနေပြီးတော့ဒါကျွန်တော်တက်လာမယ်ဆိုရင်ပေါ့လေဒါတို့တက်ကွင်းတော့တခြားပြင်နိုင်နေရပါဒီနေရာမှာကျွန်တော်တို့ဒီအပေါ်မှာဆိုရင်တို့ကဘန်ကာတွေကိုအစစ်စစ်ခံရတယ်တပ်မတော်ကကျွန်တော်တို့ဒီဂုံထွေးလမ်းကြောင်းတိုင်းလာမယ်ဆိုရင်တို့ကစနိုက်ပါနဲ့ကျွန်တော်အမဲချွေဖို့ပေါ့အမဲချွေပြီးဖြစ်ခတ်နိုင်ဖို့တော့တို့ကြံခဲ့ဝင်ရပါတယ်အဲ့တော့ကျွန်တော်ဒီတရားပေါ်လက်ရှိဒီတပ်မတော်ကပြန်ပြီးတော့ကျွန်တော်တို့ထိုးထားတဲ့ဖေလီတရားကိုဆက်ပြီးတင်ပြပါမယ်ဒါလက်ရှိကျွန်တော်ရောက်နေတာကဒါကျွန်တော်တို့ဒီဂုံထွေးနဲ့ကအကြမ်းဖက်အုပ်စုတွေမိုင်းခွဲဖျက်ဆီးထားတဲ့တရားနေရာမှာကျွန်တော်တို့တပ်မတော်ကပြန်ပြီးတော့ဖေလီတရားပြန်ပြီးတိစောက်တဲ့နေရာပါဒီမှာကျွန်တော်နိုင်ငံတော်လန်တွေတွေ့ရပါလိမ့်မယ်အဲ့တော့တေချာလာကတော့ဒါတပ်မတော်ရဲ့ပိုင်တဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကဟောဒီနေရာမှာရပ်သွားမှာမဟုတ်ပါဘူးကျွန်တော်တို့ဒီတရုတ်မြန်မာနယ်စပ်ထိတပ်တော်ရဲ့အချုပ်အခြာအာဏာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကဆက်သွားမှာဖြစ်ပါတယ်တပ်တော်ရဲ့ထိုးစစ်ကကျွန်တော်တို့ဒီလောက်တွေချက်မသွားပါဘူးကျွန်တော်တို့ဒီတရုတ်မြန်မာနယ်စပ်ထိဆက်သွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒါတပ်မတော်ထိုးထားတဲ့ဗီလီတရားပါကျွန်တော်တို့သူ့ရဲ့ခန္ဓာရည်တောင်ကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်ဒါကကျွန်တော်တပ်မတော်တိဆောက်ထားတဲ့ဒါဗီလီတရားပါအဲ့တော့ဗီလီတရားနဲ့ပတ်သက်ရင်တော့ဒါရင်ထဲကုန်းတန်30တက်ပုံမမောင်းရတရားပေါ်မှာတနားကြီး9မိုင်နှုန်းဖြစ်မောင်းနေပါတရားပေါ်တွင်တော့ရင်တစည်းပြီးမှတစည်းဖြတ်တန်းရပေါ့ကျွန်တော်တို့လာတဲ့လမ်းကြောင်းမှာဒီဂုတ်တွင်းလမ်းမိုက်မှာပေါ့ဂုတ်တွင်းလမ်းမိုက်မှာဆိုရင်ကျွန်တော်တို့ဒီရခိုင်ကခြုံဝဲပိတ်ပေါင်းနေနဲ့ပိတ်ဆို့နေတဲ့ပုံနေတာရှိပါတယ်အဲ့မှာတပ်မတော်ကကျွန်တော်တို့ဒါလမ်းသားဟိုဘက်ဒီဘက်ကိုရှင်းလာတာတွေ့ရတယ်လမ်းရဲ့ဘယ်ဘက်ချမ်းမှာရောညာဘက်ချမ်းမှာရောကျွန်တော်တို့ဒါတော်တော်လေးကိုတန်ရှင်းနေတာတွေ့ရတယ်ဒီနေရာတော့ဗျာအကြမ်းဖက်အုပ်စုတွေတော်တော်လေးကိုကျွန်တော်တို့ဒီဆေးရရတို့ရွယ်ခဲ့ပုံရပါတယ်အဓိကတော့တပ်မတော်စစ်ကြောင်းတွေကကျွန်တော်တို့ဒီဂုတ်တွင်းလမ်းအတိုင်းနောက်ကျောင်းကနေကြောင်မဲတက်မယ်ဆိုရင်ဒါတို့ဒီနေရာမှာတက်ကွင်းပြင်ခဲ့တာပါကျွန်တော်ရဲ့ဒီပေါ်မှာဆိုတို့ဘန်ကာတွေအစင်းစင်းထားပါတယ်အဲ့ဒီຢာကိုတပ်မတော်ကကျွန်တော်ဆေးရဲကျွမ်းကျင်ပါနဲ့ဆိုအဖြစ်ဖြန့်ပြီးတော့ကျွန်တော်တို့ဟာလာဂါးကိုပြန်ကွေ့ပြီးတော့တို့ကိုနောက်ကျောကိုပြန်ပြီးတော့ဇပိုးရိုက်ပြီးတော့ကျွန်တော်ဒီနေရာကိုပြန်ပြီးထိချုပ်ခဲ့တာဖြစ်ပါတယ်ဒီပေါ်မှာကျွန်တော်တို့6ထက်ကွေ့တို့ကတော့ရှိပါသေးတယ်ကျွန်တော်အဲ့6ထက်ကွေ့တွေကျွန်တော်ဆက်သွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒါတော့ဒါ6ထက်ကွေ့ကြော်သွားပြီ6ထက်ကွေ့ကြော်သွားပြီးတော့ဒီအောက်မှာဒီ TNL ဖွဲ့တွေကတပ်မတော်စစ်ကြောင်းတွေတက်လာခဲ့ရင်တို့ကဘန်ကာတွေအခိုင်အမာလောက်ထားတယ်အဲ့ဒီနေရာကိုကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်ကျွန်တော်ပြချင်တဲ့ရွေးချက်ကတပ်မော်သားတွေကဒီနေရာကိုရဖို့အတွက်လွယ်လွယ်တကူရခဲ့တာတော့မဟုတ်ဘူးခက်ရခက်စစ်ကိုကျွန်တော်စစ်ကစားပြီးတော့ကျွန်တော်တို့ရခဲ့တာဖြစ်ပါတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေရဲ့ကျွန်တော်တို့ဘန်ကာကိုလိုက်ပြမှာဖြစ်ပါတယ်ဒါတော်တော်လေးမတ်ဆောက်ပါဗျာဒါအကြမ်းဖက်အုပ်စုတွေကျွန်တော်တို့ဒီမှာဒီတပ်မတော်စစ်ကြောင်းတွေခြေတက်လာရင်တို့ဒါအခိုင်အမာတို့ပြန်ပြစ်နိုင်မဲ့ဘန်ကာတွေပေါ့ကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါကျွန်တော်လက်ရှိရောက်နေတာကဒီ TNL ဖွဲ့တွေကတပ်မတော်စစ်ကြောင်းတွေဒါကျွန်တော်တို့နောက်ချိုကြောင်းပဲဂုတ်တွင်းလာပိုင်းကတက်လာမယ်ဆိုရင်တို့တကယ် point ပေါ့ဗျာ6တက်9ရဲ့ point ပေါ်ကနေနေရာယူထားတာဖြစ်ပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ TNL ရဲ့တို့ဒီမှာတက်ဆွဲထားတဲ့စင်ကတို့ရဲ့အုပ်ထုပ်ဖြစ်ပါတယ်ဒါတို့ရဲ့ကြီးကအုပ်ထုပ်ပါဒီမှာတို့ကဘန်ကာကိုတို့ဒီလိုမျိုးအခိုင်အမာလုပ်ပါတယ်ဒါတော့ TNL ဖွဲ့တွေကဒါကျွန်တော်တို့ဒီ6တက်9ရနေတက်လာမယ်တပ်မတော်စစ်ကြောင်းတွေကိုတို့ဒီစနိုက်ပါနဲ့ပြစ်ခတ်တာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေလုပ်ဖို့အတွက်တို့ဒီမှာကျွန်တော်တို့ကြောက်ရဲ့ဟောဒီနေရန်ကဘာပေါ်မှာအခိုင်အမာနဲ့တိဆောက်ထားတဲ့ကျွန်တော်ဘန်ကာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာအုတ်တွေဆိုလဲဒါတို့သေးသေးချာချာစနစ်ကြတို့ဆောက်ထားတွေ့ရတယ်ဒါဒီပေါ်မှာဆိုလဲကျွန်တော်တို့အပေါ်မှာအသေးရတွေနဲ့အုပ်ထားတာတွေဒီကာဘော်လင်တွေနဲ့အုပ်ထားတွေတွေ့ရတယ်ဒီကတော့ကျွန်တော်တို့ပုံဖြတ်တာပေါ့ဗျာဟိုတာမန်အပြည့်ချင်းကျွန်တော်တက်ပင်လို့မြင်ရအောင်တို့ဒါပုံဖြတ်တာပြီးရင် drone တွေကင်းထောက်လို့မရအောင်လေရင်တွေဘုံကျဲရင်တို့ခံနိုင်အောင်တို့ဒီပုံဖြတ်တာဖြစ်ပါတယ်ဒါသူတို့ရဲ့ဒါတို့ဒါအထဲမှာသူပြစ်ချင်းပေါ့ဗျာပြစ်ချင်းလောက်တဲ့နေရာဒီကနေပြီးတော့ကျွန်တော်တို့ဒါသူတို့ဒီစနိုက်ပါပေါက်ပေါ့ဗျာဒီကနေပြစ်မယ်ဆိုရင်ကျွန်တော်တို့အောက်မှာသူတို့ပြီးခဲ့တဲ့နောက်ချိုကနေဆော့ခွာခြင်းကသူတို့မိုင်းခွဲပြက်စီးခဲ့တဲ့တရားအဲ့ဒီတရားကိုကျွန်တော်တို့ထင်းထင်းမြင်ရတာဖြစ်ပါတယ်အဓိကတပ်မတော်စစ်ကြောင်းတွေတက်လာပြီးဆိုရင်တို့ဒီကနေပြီးတော့စနိုက်ပါနဲ့ထောက်ပြီးတော့တပ်မတော်စစ်ကြောင်းတွေပြစ်ခတ်နိုင်မှုပါတကယ်ကိုဒီမှာဘန်ကာတွေကိုအခိုင်အမာလောက်ထားတယ်ဒါသူတို့လက်နက်တင်မဲ့အပေါက်တွေပါလက်နက်တင်မဲ့အပေါက်တွေပါဒီဘက်မှာလည်းရှိပါသေးတယ်ဒါတော့ကျွန်တော်ဒီကဘာပေါ်မှာသူတို့ဟိုပါပေါ့အခါမှာအခိုင်အမာဘန်ကာတွေစောက်ထားနေရပါဘန်ကာကကျွန်တော်တို့တစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး6လုံးပေါ့6လုံးစောက်ထားတယ်ကျွန်တော်ထပ်ပြမယ်ဒါဒီမှာဒါသူတို့အခိုင်အမာ
အခိုင်အမာနေရာယူထားတဲ့နေရာပါဒါတော့ကျွန်တော်တို့အောက်ပါရှိတဲ့6တက်ခွေ6တက်ခွေရဲ့ဒီ TNL ဖွဲ့တွေမိုင်းဖွဲ့ဖြတ်ကြည့်တဲ့တရားကိုကောင်းကောင်းရှင်းရှင်းလင်းလင်းမြင်ရတဲ့နေရာဖြစ်ပါတယ်ဒီမှာဒီအဖွဲ့တွေအသုံးပြုထားတဲ့ကျွန်တော်တို့ဒါကြီးကုန်းတွေပါဒါကြီးကုန်းတွေဖြစ်ပါတယ်သူတို့ဒီကနေပြီးတော့တော်တော်လေးပြစ်ခတ်ထားဝင်ရပါတယ်ဒီမှာကြီးကုန်းတွေပါအဲ့တော့ကျွန်တော်တို့ဒီကနေပြီးတော့အောက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်သူတို့မိုင်းခွက်ဖြတ်စီးတဲ့တရားကိုကျွန်တော်တို့တီးတာဆိုတာမြင်ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒါ6တက်ခွေပေါ့6တက်ခွေရပြီးရင်သူတို့တရားမိုင်းခွက်ဖြတ်စီးထားတဲ့တရား2ချောင်းကိုကျွန်တော်မြင်ရတဲ့နေရာဖြစ်တယ်အဓိကတော့ဒါတက်မလို့စစ်ကြောင်းတွေကကျွန်တော်နောင်ချိုကနေခြိတက်လာပြီးဆိုရင်သူတို့ဒီတက်ကွင်းမှာသူတို့လက်ခံတာဒါတက်ကွင်းကနေပြီးတော့တက်ကွင်းနဲ့ဝင်မယ်တက်ကွင်းနဲ့ဝင်တဲ့အခါမှာသူတို့ဒီကနေပြီးတော့ဒါလက်နဲ့စနိုက်ပါတွေနဲ့ပြစ်မယ်လက်နဲ့ကြီးတွေနဲ့ပြစ်ခတ်ဖို့တဲ့သူစနစ်တကျတိစောက်ထားတဲ့ဘန်ကာဖြစ်တယ်ဒီမှာလေကျွန်တော်အပေါ်ကနေရိုက်ပြတဲ့အတိုင်းပဲဒီအောက်မှာရှင်းရှင်းလင်းလင်းကိုမြင်နေရတယ်အဲဒီမှာတစ်ဖက်ကတော့ကျွန်တော်တို့ဒါတက်မလို့ကလက်ရှိဘေလီတရားထိုးထားတဲ့ဘေလီတရားဖြစ်တယ်တစ်ဖက်ကတော့ကျွန်တော်တို့ဒါအချိုးခံလိုက်ရတဲ့တရားဖြစ်တယ်ဒါတက်မလို့ကဒီနေရာကိုရောက်ဖို့အတွက်ကျွန်တော်တို့ဒါလွယ်လွယ်ကူကူနဲ့ရခဲ့တာမဟုတ်ဘူးကျွန်တော်တို့ဒါစစ်ကစားရတယ်စစ်ပရိတွေများစွာသုံးရတယ်ဒီအကြမ်းဖက်အုပ်စုတွေဒါမျက်လက်ပြချင်းခံလိုက်ရတဲ့အနေအထားလေးဖြစ်